တိလားနာကျင်မှုဆိုတာလေအမာရွတ်တစ်ခုထက်အများကြီးပို့ပါတယ်ဒါကလူတယောက်ကိုအတွင်းပိုင်းကနေလုံးဝကိုပြန်လဲပုံသွင်းနိုင်တဲ့ဆွမ်းအားတစ်ခုရဒါကြောင့်ဒီနေ့မှလေကြီးမားတဲ့အနာကျင်မှုတွေကလူတယောက်ကိုဘလို့မျိုးနက်နက်ရှိုင်းရှိုင်းမျက်စိနဲ့မမြင်နိုင်တဲ့နီးနှန်းနေနဲ့ပြောင်းလဲသွားစေတယ်လေဆိုတဲ့အကြောင်းကိုတစ်ချက်ကြည့်ကြရအောင် ။အိုးဒီစကားကတော်တော်လေးကိုထိမိတယ်နော်။နာကျင်မှုဆိုတာတန်ရာအထုတက်မဟုတ်ဘူး။လူတယောက်ကိုလုံးလုံးလျားလျားပြောင်းလဲပြနိုင်တဲ့စွမ်းအားတစ်ခုဆိုတဲ့အချက်ကိုတိတိကျကျကိုဖော်ပြနေတာပဲ။ ကဲဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတော့လေဒီအကြောင်းအရာကိုအပိုင်း၃ပိုင်းနဲ့သွားကြမယ်ပထမဆုံးကတော့ကျွန်တော်ရဲ့အမြင်အာရုံတွေဘယ်လိုပြန်လဲချိတ်ဆက်မိသွားတယ်လဲဆိုတာကိုကြည့်မယ်ပြီးရင်အဲ့ဒါကလူမှုဆက်ဆံရေးတွေကိုဘယ်လိုပြန်ပုံသွင်းသွားလဲဆိုတာနောက်ဆုံးမှာတော့ကြံခိုင်မှုရဲ့အထိပ္ပယ်သေးဆိုတာဘာလဲဆိုတာကိုဆွေးနွေးသွားကြပါမယ် ကဲအပိုင်းတစ်ကိုဆက်လိုက်ကြအောင်ပြန်လဲချိတ်ဆက်မိသွားတဲ့အမြင်အာရုံဆိုတော့နာကျင်မှုကကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုဘလို့တွေများပြောင်းလဲပေးလိုက်တယ်လဲဆိုတော့ကိုအဓိကထားပြီးကြည့်ကြမှာပါ ပထမဆုံးပြောင်းလဲမှုကတော့အချင်းကိုရှုမြင်ပုံပြောင်းလဲသွားတာပါပဲတခါလေတတိထားမိလားမသိဘူးနာကျင်မှုတစ်ခုခုကိုကြုံတွေ့နေရတဲ့အခါမှာအချင်းကတော်တော်လေးကိုချူဆန်းသွားပြီဆွဲဆန်းထားတယ်လို့ကျုံဝင်သွားတယ်လို့တခါလေကျတော့လုံးဝရက်တန့်နေတယ်လို့မျိုးတော့ခံစားရတတ်ပါတယ် ဒီလိုအချင်းအမြင်အာရုံပြောင်းသွားတာကိုသိပင်ပညာမှာနာမည်တောင်ရှိတယ်ဗျ temporal fragmentation နဲ့ Nature Human Behavior Journal ကလေ့လာမှုတစ်ခုမှာပြောထားလဲဆိုတော့လေစိတ်ခံစားမှုတွေလွန်ကဲလာတဲ့အခါမှာလူတစ်ယောက်ကပြစ်စုပမှာနေနိုင်တဲ့စွမ်းရည်ကပျော့ကွဲသွားရောအဲ့ဒီခါမှာအတိတ်နဲ့အနာဂတ်ကြားမှာပဲပိတ်မိနေသလိုဖြစ်ပြီးတော့ရက်တွေကလည်းရောထွေးကုန်တော့တာပဲ ကဲဒုတိယအပြောင်းလဲကတော့စကားလုံးတွေရဲ့နောက်ွယ်ကအတိပ္ပယ်ကိုဖတ်နိုင်လာတာပါပဲဒါကဘယ်လိုပြောရမလဲနားကျင်မှုကလေကျွန်တော်တို့ရဲ့အာယုံကြောစနစ်ကိုပိုပြီးထက်မြက်လာအောင်လေ့ကျင့်ပေးလိုက်တယ်လို့ပဲအရင်ကဆိုတတိမထမိတဲ့တေးသေးမမအပြောင်းလဲတွေဥပမာအတန်နေအတန်သားတို့ကိုဟန်အမူအရာတို့အဲ့ဒါတွေကိုတောင်ဖတ်မိလာတတ်တယ်တကယ်တော့လေဒါကစိတ်ခံစားမှုပေါင်းဆိုင်ရာဉာဏ်ရည်ကိုအံ့ဩစရာကောင်းလောက်အောင်ကိုထက်မြက်သွားစေရပါနောက်တစ်ချက်ကတော့နည်းနည်းလေးခက်ခဲတယ်ပြောင်းလဲမှုနံပါတ်3ပျော်ရွှင်မှုနဲ့မရေးနှီးတော့တဲ့ဆက်ဆံရေးတစ်ခုဖြစ်လာတာပါပြီလားကြီးမားတဲ့နာကျင်မှုကိုကြုံပြီးတဲ့အခါမှာလေပျော်ရွှင်မှုဆိုတာကသူ့စိမ့်တစ်ယောင်လိုဖြစ်သွားတတ်တယ်ပျော်ရွှင်နေရတာကိုတော့အပြစ်ရှိတယ်လို့ခံစားရတဲ့အချီပါပဲအဲ့ဒီခံစားချက်ကိုစိတ်ပညာမှာ survival guilt လို့ခေါ်တယ်ဗျာရှင်တန်ကြံရဲ့သူရဲ့အဖြစ်စီစိတ်ပေါ့ဒါဘလို့မျိုးလဲဆိုတော့ကိုကပျော်နေတဲ့အချိန်မှာတခြားသူတွေကဒုက္ခရောက်နေတော့မယ်ဒါမှမဟုတ်ကိုကအသက်ရှင်ကြံခဲ့ပြီးတခြားသူတွေမကြံတော့ဘူးအဲ့ဒီလိုအတွေးတွေကြောင့်ဖြစ်လာတဲ့အဖြစ်စီတယ်လို့ခံစားချက်မျိုးပါဒါကနာကျင်မှုကနေဖြစ်လာတဲ့ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေကိုနားလည်ဖို့အတွက်တကယ်ကိုအဓိကကျတဲ့အချက်တစ်ခုပဲကဲပြောင်းလဲမှုနံပါတ်4ကတော့အဆိုးဆုံးကိုမျောလင့်တတ်တဲ့အကျင့်ပါပဲဒါပေမဲ့ခဏလေးနော်ဒါကိုအစိုးမြင်ဝါရလို့တော့တမ်းပြီးမထင်လိုက်ပါနဲ့ဒါကဘလို့နဲ့တူလဲဆိုတော့စိတ်ပိုင်းဆိုင်ရာတန်ချက်ကဝစ်စင်ထားတယ်လို့မျိုးပဲဘာပဲဖြစ်ဖြစ်ဆိုရဲအတွေးနဲ့ကိုယ်စိတ်ကိုကြိုတင်ပြင်ဆင်ထားတဲ့ကိုကာကွယ်တဲ့ရှင်တိုင်းဗျူဟာတစ်ခုပါပဲကောင်းပြီအခုဆိုရင်အပိုင်းနှစ်ကိုရောက်လာပါပြီလူသားဆက်ဆံရေးကိုပြန်လည်ပုံသွင်းခြင်းပေါ့ဆိုတော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့အတွင်းပိုင်းကအပြောင်းလဲတဲ့အားလုံးကတခြားသူတွေနဲ့ရှိတဲ့ဆက်ဆံရေးအပေါ်မှာဘယ်လိုများတက်ရောက်ပါတယ်လဲတစ်ချက်ကြည့်ကြရအောင်ပြောင်းလဲမှုနံပါတ်5ကတော့ယုံကြည်မှုနဲ့ပတ်သက်ပြီးရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာတာပါဒါတော်တော်လေးအရေးကြီးတယ်နာကျင်မှုကလည်းယုံကြည်မှုဆိုတာကိုတကယ်ကိုရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်သွားစေတယ်ပြီးတော့လူတွေကိုအစွန်းနှစ်ဖက်ထက်ကတစ်ဖက်ဖက်ကိုတွန်းပို့လိရှိတယ်အဲ့ဒီအစွန်းနှစ်ဖက်ကဘာတွေလဲဆိုတော့တစ်ဖက်မှာအလွန်အကျွန်းကိုအားကိုချင်းပေါ့ဘသူအကူအညီမှမလိုဘူးဆိုတဲ့အစိမ်မျိုးနောက်တစ်ဖက်မှာကျတော့အလွဲတကူယုံကြည်လုံးခြင်းဆက်သွယ်မှုတစ်ခုကိုလိုချင်တဲ့စိတ်နဲ့ယုံကြည်မှုကိုမြ мян ဆန်ဆန်ပေးလိုက်တတ်ကြတယ်တူတူလေးစိတ်ဝင်စားဖို့ကောင်းတဲ့ကွဲထပ်သွားပုံပဲနော်လူလေးကိုဝေးကိုတွန်းထုတ်လိုက်တာဒါမှမဟုတ်အယမ်းမြန်ကြီးလက်ခံလိုက်တာနောက်ပြီးတော့လေနားကျင်မှုကကျွန်တော်တို့ချစ်ချီမေတ္တာကိုဖော်ပြပုံကိုပါပြန်လဲပြောင်းလဲဖြစ်တဲ့ဒါကပြောင်းလဲမှုနံပါတ်6ပါတချို့ဆိုရင်ထပ်ပြီးမနာကျင်ရအောင်ဆိုတဲ့စိတ်နဲ့ပိုပြီးမြန်ပိုပြီးပြင်းထန်ချစ်တလာတယ်တချို့ကျတော့လေကိုယ်လုံးတောင်းကာကွယ်ဖို့အတွက်အင်မတန်တတိကြီးနဲ့ချစ်တလာကြပြန်ရောဂျိုကလိုဇက်ကောင်မျိုးမှတွေ့ရတယ်လို့အစွန်းရောက်သွားရဲ့အခါမှာတော့အချစ်ဆိုတဲ့အရာကိုလုံးဝပုံပြပန်းပြဖြစ်သွားစေနိုင်ပါတယ်ဒါပေမဲ့အစိုးတွေကြီးပဲတော့မဟုတ်ပါဘူးပြောင်းလဲမှုနံပါတ်9ကတော်တော်လေးလာပါတဲ့အချက်တစ်ခုဗျအဲ့လာကတော့တခြားသူတွေအတွက်နေရာပေးနိုင်စွမ်းတိုးလာတာပါပဲကိုယ်တိုင်ကနာချင်မှုကိုဖျက်တမ်းဖို့တဲ့အခါမှာလေလက်တွေ့ခံစားဖို့တဲ့ကရုဏာဆိုတာမျိုးမွေးဖွားလာတယ်ဒုက္ခရောက်နေတဲ့တခြားသူတွေအတွက်ကိုကလုံခြုံတဲ့ခိုနာရတစ်ခုဖြစ်လာတတ်ပါတယ်
ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီအပိုင်း3ကြန့်ခိုင်မှုရဲ့အတိတ်ပဲတဲ့ဒီအပိုင်းမှာတော့လေနားကျင်မှုကိုရှင်တန်ကြော့ဖြတ်ခြင်းနဲ့နေကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ရည်ရွယ်ချက်အတစ်တစ်ခုကိုဘယ်လိုတိဆောက်ပေးနိုင်တယ်လဲဆိုတာကိုကြည့်သွားကြမှာပါ ပြောင်းလဲမှုနံပါတ်8ကတော့ကြန့်ခိုင်မှုရဲ့အဓိပ္ပာယ်အသစ်ပါပဲတကယ်နာကျင်မှုကိုကြန့်ကြန့်ခံပြီးတဲ့နောက်မှာကြန့်ခိုင်မှုဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလုံးဝကိုပြောင်းသွားတယ်ဒါကမာကျောချင်းမဟုတ်တော့ဘူးခံနိုင်ရရှိချင်းဖြစ်သွားတယ်နာရုတိုလိုပဲအချင်းချင်းလဲကြပဲမြို့အမြဲတမ်းပြန်ထနိုင်တဲ့စွမ်းရည်မျိုးကိုဆိုလိုလာတာပါ ဒီအစ်စ်တွေကိုကြည့်လိုက်ရင်အယူအဆပြောင်းလဲလာပုံကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်နော်ဟိုးရင်အယူအဆကတော့ကြန့်ခိုင်မှုဆိုတာမာကျိုးတာပဲပြီးတော့အတွေ့အကြုံကဝင်လာတယ်စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေကိုရှင်သန်ကြောက်ဖတ်လာတယ်အဲ့ဒီတော့ရောက်လာတဲ့လက်တွေ့ဘဝအသစ်ကတော့ကြန့်ခိုင်မှုဆိုတာရိုးသားပွင့်လင်းကြီးပဲအဆင်ပြေခြင်းရောင်းဆောင်နေရာတွေထားခဲ့ပြီးရိုးရိုးသားသားနဲ့လူသားဆန်ဆန်နေထိုင်ခြင်းကိုဆိုလိုတာပါ ဒီတော့အင်မတန်အရေးကြီးတဲ့မြင်ဟုတစ်ခုထွက်လာတယ်။နာကျင်မှုကနေရည်ရွယ်ချက်တစ်ခုကိုတကယ်ပဲဖန်တီးပေးနိုင်သလား အဖြေကတော့ဟုတ်ကဲ့အခိုင်အမာကိုဖန်တီးပေးနိုင်ပါတယ်ဒါကပြောင်းလဲမှုနံပါတ်9ပါပဲအတိပ္ပယ်ရှိတဲ့ရတစ်ခုခုကိုဖန်တီးခြင်းနဲ့စိတ်ပြင်းပြလာတာပါနာကျင်မှုကနေတခြားသူတွေရဲ့ဒုက္ခကိုသက်သာစေခြင်းနဲ့ပြင်းပြစေဆန္ဒတစ်ခုကိုမွေးဖွားပေးတတ်တယ်ဥပမာကောင်းတဲ့ခုကတော့ Psycho to Go Channel ကိုတီးချောင်သူပေါ့သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုအခြေခံပြီးတခြားသူတွေကိုကူညီခြင်းတဲ့စိတ်နဲ့ဒီ channel ကိုဖန်တီးခဲ့တာပါကဲကျွန်တော်တို့ရဲ့နောက်ဆုံးအပြောင်းလဲနံပါတ်10ကတော့မတရားမှုကိုအာရုံခံနိုင်စွမ်းမြင့်တက်လာတာပါပဲကိုယ်တိုင်အားငယ်မှုကိုကြုံဖူးတဲ့အခါမှာလीတရားမျှတမှုကိုပြင်းပြပြပြလိုလားတဲ့စိတ်နဲ့တခြားသူတွေနားကျင်လာကိုလွတ်မမမြင်လိုတော့တဲ့စိတ်မျိုးဖြစ်လာတတ်ပါတယ်ကဲညီကုန်းချို့နေမယ်ပြောရရင်တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုဆွဲဆွဲမြဲမြဲမှတ်ထားဖို့လိုတယ်ကုစားခြင်းဆိုတာကိုနာကျင်စေခဲ့တဲ့အရာတွေကိုဖျက်ပစ်လိုက်တာမဟုတ်ပါဘူးဒါဟာအခွဲချောင်းတွေထဲမှာကြီးပြင်းလာခြင်းပါပဲတကယ်ကိုအားကောင်းတဲ့ဥပမာစကားပဲနော်ကုစားခြင်းဆိုတာအမာရွတ်တွေကိုဖျော့ပစ်တာမဟုတ်ဘူးကိုဖြတ်တိုင်းခရတဲ့အတွေ့အကြုံတွေကိုကိုဘသူလဲဆိုတဲ့ဖြစ်တယ်မွေးအစေးပိုင်းတစ်ခုအဖြစ်ပေါင်းဆက်လက်ခံလိုက်တာကိုဆိုလိုတာပါဆိုတော့လေနာကျင်မှုကနေရတဲ့ပြောင်းလဲမှုတွေကခက်ခဲတာတော့မှနဲ့ဒါပေမဲ့အဲ့ဒီအပြောင်းလဲတွေကပဲကျွန်တော်တို့စီမှာပိုပြီးနဲ့ဆိုင်တဲ့ပိုပြီးကရုဏာကြီးမားတဲ့လူသားဆန်မှုကိုပြိုးထောင်ပေးနိုင်ပါတယ်အဲ့ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးစဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်လူတစ်ယောက်ကသူကြံ့ကြံ့ခံခဲ့ရတဲ့အရာတွေကြောင့်ကျိုးပြသွားတာမဟုတ်ဘဲနဲ့ဘယ်လိုနီးလန်းနဲ့ပြန်လဲတိဆောက်ခံရတာလဲ